ငလင်ကြောင့်တပ်ဘေးကကတိကသက်လေးလွတ်သွားခဲ့တဲ့မထိန်မင်္ဂလာပါပရိသတ်ကြီးရှင်အခုတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့စိုးရတဲ့ငလင်ဘေးကြီးမှာအသက်ဘေးကနေကတိလေးလွတ်မြောက်ခဲ့သူမင်းသမီးထက်ထက်မိုးဦးရဲ့အကြောင်းလေးကိုဖော်ပြတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်မြန်မာနိုင်ငံလေပိုင်းမန်လေးမြို့နာကိုခြေပြုတ်ကလှုပ်ခတ်သွားခဲ့တဲ့7.7စီရှိအင်အားပြင်းငလင်ကြီးကြောင့်လူပေါင်းများစွာအသက်အိုးအိမ်စီးစိမ်တွေပျက်စီးဆုံးရှုံးခဲ့တယ်လို့မြန်မာနိုင်ငံရဲ့ဒုတိယမြို့တော်ကြီးဖြစ်တဲ့မန်လေးမြို့မှာဒီလိုပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့တဲ့အတွက်မန်လေးမှာနေထိုင်သူအမှုပညာရှင်တွေလည်းဒီငလင်ဘေးကြီးမှာတက်လူကထွက်ပြေးရှောင်တိန်ခဲ့ကြရတာပဲဖြစ်ပါတယ်ဒီလိုငလင်ကြီးမှာအသက်ဘေးကနေကတိလေးလွတ်မြောက်ခဲ့သူမက်ချက်ကတော့မန်လေးမှာနေထိုင်သူဖြစ်ပြီးငလင်လှုပ်ချိန်မှာစိတ်ဆိုင်လိုက်စေးတစ်ခုအတွဲပြည့်စင်နေတဲ့ချိန်ဖြစ်ကြောင်းပြစ်ထက်လုံးတဲ့ငလင်ကြောင့်ပစ္စည်းတွေကြားကပင်အသက်လွတ်အောင်မနေပြေးကြရခြင်းဖြစ်ကြောင်းထိခိုက်မှုအနေနဲ့လက်မောင်းရှိုးကျိုးဒဏ်ရာတွေအပြင်းထန်ရရှိခဲ့ကြောင်းငလင်နဲ့ကြုံရတဲ့ချိန်မှာသူမဘလို့တက်လူပြေးခဲ့ခြင်းဖြစ်ကြောင်းအခုလိုပြောပြလာခဲ့တာပဲဖြစ်ပါတယ်28ရက်3လ2025နှစ်ကမန်လေးမြို့84လမ်းပေါ်မှာဒီဇိုင်နာကိုမျိုးမင်းစိုးနဲ့ဒီဇိုင်နာကိုမျိုးလှိုင်တို့နဲ့အတူရတနာဆိုင်မှာလှုပ်လှုပ်နေရင်းနဲ့လူတွေအများကြီးငလင်ကြောင်ပြေးကြတိုက်ကြစိုက်မှုတွေပစ္စည်းတွေပြုတ်ကြနဲ့ဘာနဲ့ဘလို့ခတ်မိလဲမသိဘူးကျမလေးလေးကြတော့အားလုံးကဆွဲထူပြီးတော့ပြေးကြနဲ့လက်မောင်းနဲ့ပခိုးရုပ်ကကျိုးသွားတယ်အရန်နာတွေညဆိုရင်အိမ်မရဘူးကြောက်စိတ်နဲ့ရင်တွေတုံလက်တွေတုံနေတာအခုတည်းရှင်ထဲမှာလည်းအရန်ဝမ်းနေနေအားလုံးတွေတွေ့ပြီးတော့မြင့်ရကြနေမိတယ်ဖြစ်ချင်းမှာဝိုင်းဝန်းကူညီပေးကြတဲ့သူတယောက်ချင်းစီကိုရှင်ထဲမှာတရက်တီအမှတ်ရနေမှာကျေးဇူးတင်နေမှာပါအရေးလေးစေယုံကခေါ်လာတော့လူကကြောက်တောက်ဖြစ်နေတယ်လာလာအရွှေရအောင်ဆိုတော့ကျမဘာပြန်ပြောလိုက်လဲသိလားဟင်ဓာတ်မှန်ရမှာဆိုပြီးတော့ကြောင်ပြီးတော့ပြန်ပြောမိဆရာမလေးကတူတူပဲလေတေချာတတိဝေအောင်လုပ်ပေးရှာတယ်ရိုက်လိုက်တော့အယိုးကကျိုးနေတာအခုတော့စစ်တောက်စီစီလှုပ်ရှားရှိတာတွေလို့ညအိမ်မရဘူးအားတင်ထားပါတယ်ပြီးရင်လည်းပြန်လည်တိဆောက်ရေးတွေကိုအားလုံးဝိုင်းဝန်းကူညီရအောင်အားရှိမှဖြစ်မယ်ကိုထက်ဆိုတဲ့သူတွေအများကြီးရှိသေးတယ်တယောက်နဲ့တယောက်အားပေးကူညီကြမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဆိုပြီးတော့သူမကြုံခဲ့ရတဲ့ဖြစ်ပျက်ကိုသိစိတ်ပြပြလာခဲ့တာဖြစ်ပါတယ်ပရိသတ်တွေကတော့ဒီလောက်အန်ရီများတဲ့ခြေနေကနေအသက်ပါလျက်ထွက်လာနိုင်ခဲ့တာတကယ်ကံကောင်းကြီးဖြစ်ကြောင်းအခုလိုမှတ်ချက်ပြုခဲ့ကြတာပဲဖြစ်ပါတယ်ဒီချိန်သက်ရှင်နေတာကိုကပဲကံကောင်းခြင်းတစ်ခုပါပဲအမြန်ဆုံးသက်သားပြောင်းခဲ့ပါစေအန်နီကမတ်ထက်ရဲ့လိုက်တနာရီလွင့်မှာထိုင်ဆောက်နေတာဆိုင်ကောင်းရှောက်နေပြီလေပြောတယ်ကြည်နေရင်လှုပ်တာစိတ်ပူသွားတယ်မတ်ထက်အဆင်ပြေပါမလားဆိုရင်နေတာမတိကောင်းမပြောက်ကောင်းမတ်ထက်ရဲ့အမြန်ဆုံးကျမပါစေနော်အမြန်ဆုံးသက်သာပါစေမတ်ထက်ရဲ့ကိုထက်ဆိုတဲ့သူတွေလည်းရှိတာပဲဒီတော့အကုန်အားပေးထားကြပါအမြန်သက်သာသွားမှာပါအမြန်သက်သာပြောက်ကင်းပြီးတော့အလူတွေများများလှူနိုင်ပါစေဆိုပြီးတော့ဝင်းရောက်အားပေးစကားပြောဆိုထားတာကိုလည်းတွေ့ရတာပဲဖြစ်ပါတယ်မတ်တက်သူမသမီးလေးနဲ့တမျိုးနဲ့နေချေစိမ့်နဲ့မန်လေးမှာပြောင်းရွှေ့နေထိုင်ခဲ့တာဖြစ်ပြီးတော့အခုလိုငလင်ဘေးကြီးနဲ့ကြုံလိုက်ရတာပဲဖြစ်ပါတယ်အချို့ပရိသတ်တွေကတော့အမြဲစေးရုံတဲစေးကူတာရတိုင်းမွေးထားတဲ့သားသမီးရှိပြီးတော့တယောက်တည်းအမြဲဖြစ်နေတဲ့အတွက်ဒီချိတ်ကိုလည်းထောက်ပြပြောဆိုနေကြတာပဲဖြစ်ပါတယ်ပရိသတ်ကြီးတို့လည်းမတ်ထက်အမြဲဆုံးသက်သာလာအောင်ဆုတောင်းပေးလိုက်ကြပါအောင်နော်ပရိသတ်များအားလုံးလည်းကိုယ်စိတ်နှလုံးရှင်လန်းချမ်းမြေ့ကြပါစေရှင်အားလုံးကိုကျေးဇူးတင်ပါတယ်